ဟုတ်ပြီဒါဆိုကျွန်တော်ခုနပြောခဲ့တဲ့ဒီ73ဘာသာဘလို့ဆက်ဆက်မှုတွေရှိတယ်လေဆိုတော့ part 1မှာသင်ရမယ့်3ဘာသာ business and technology management accounting financial accounting အရင်ခေါ်ဝေါ်ရဆို F1 F2 F3 ပေါ့နော်ကုန်နံပါတ်နဲ့ဆိုတော့ဒါအခုဆိုရင်တော့ BDMA FA ပေါ့ဟုတ်ပြီအဲ့ဒီ3ဘာသာကနေတက်သွားတဲ့အခါမှာ part 2ရောက်တဲ့အခါမှာဒီခုန part 1မှာသင်ခဲ့ရတဲ့ဒီ management accounting ကနေဆက်ဆက်သွားတဲ့ဘာသာနှစ်ခုရှိပါတယ် PM ဘာသာ F5 နဲ့ financial management ဘာသာ F9 တွေဖြစ်ပါတယ်ဟုတ်ပြီဒီ part 1မှာက financial accounting ကနေပြီးတော့ထပ်ပြီးတော့เนาะအဆင့်မြင့်သွားမယ့်ဘာသာကတော့ FR ဆိုတဲ့ financial reporting F7 ဘာသာဖြစ်ပါတယ်နောက်ထပ်ဘာသာတွေအနေနဲ့ဒီ F7 ပြီးသွားမှသို့မဟုတ် F7 နဲ့တွဲပြီးလေ့လာနိုင်တဲ့ဘာသာက audit and assurance ဘာသာဆိုတဲ့ F8 ဘာသာဖြစ်တယ်နောက် taxation ဘာသာတွေရှိမယ် law ဘာသာ F4 ဆိုတဲ့ဘာသာတွေရှိမယ်ဟုတ်ပြီအဲ့ဒီ6ဘာသာဒါ part 2မှာခေါ်တဲ့เนาะ paper 6ခုဖြစ်တယ်နောက် strategic professional ဆိုတဲ့ part 3 level မှာကြတော့ဒီ part 2ကနေထပ်ပြီးတော့အခြေခံသွားမယ်ခုန taxation ရဲ့အပေါ်မှာ advanced taxation ဆိုတဲ့ P6 ရှိတယ် PM ရဲ့အပေါ်မှာ advanced performance management ဆိုတဲ့ P5 ဘာသာရှိမယ် FM ရဲ့အပေါ်မှာ advanced financial management ဆိုတဲ့ P4 ဘာသာရှိပါမယ်နောက်အလားတူပဲ audit and assurance ရဲ့အပေါ်မှာ advanced audit and assurance ဆိုတဲ့ P7 ဘာသာရှိပါတယ်ဆိုတော့ဒါတွေက option ဘာသာတွေပါဒီအစိမ်းရောင်နဲ့ပြထားတာဆရာတို့ခုနပြောတဲ့သလိုဆိုရင်ဒီ၄ခုလုံးဖြည့်ဖို့မလိုပါဘူးဒီ၄ခုတွေကကိုနှစ်သက်ရဘာသာနှစ်ခုကိုရွေးပြီးဖြည့်လို့ရပါတယ်ဒါဒီကိုpart 2တုန်းကဘယ်ဘာသာကိုကပို့ပြီးပိုင်နိုင်ခဲ့တယ်လေသို့မဟုတ်ဘယ်ဘာသာကိုပို့ပြီးစိတ်ဝင်စားမှုရှိတယ်လေကိုယ့်ရဲ့ career ကကောဘယ်ဟာကိုအဓိကဇောက်ချပြီးလုပ်မလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ဒါရွေးချယ်နိုင်ပါတယ်နောက်ဖြည့်ရမှာကကို paper ထဲမှာကမဖြစ်မနေ essential ဖြည့်ရမှာနှစ်ခုရှိပါတယ် SBR ဆိုတဲ့ P2 ဘာသာကခုန financial reporting ကနေထပ်ပြီးတော့အပေါ်တက်လာတဲ့ဘာသာဖြစ်တယ်နောက် SPL ဘာသာအရင်တော့ P1 နဲ့ P3 ဆိုတဲ့နှစ်ဘာသာပေါင်းလိုက်တဲ့ SBL ကတော့ဒါ ACCA မှာနောက်ဆုံးဖြည့်တဲ့ဘာသာတစ်ခုလို့ဒါအကြံပေးခြင်းပါတယ်ဘာဖြစ်လို့ part 3ရောက်ခြင်းမှာဒီဘာသာကိုစဖြည့်ရင်တိတ်ပြီးတော့ကျောင်းသားတွေအတွက် performance ကအဆင်ပြေမှာမဟုတ်ဘူးဒါကြောင့်ကြံပေးချင်တာကတော့နောက်ဆုံးထားပြီးတော့ပဲ SPL ကိုဖြည့်သင့်တယ်နောက်ဒီ option ဘာသာတွေတဲက APM လို့ဘာသာမျိုးကလည်း SPL ကိုအများကြီးအထောက်ပံ့ပေးပါတယ်ဆိုတော့ဒီတွေက knowledge တွေ SPL မှာပြန်ပြီးယူသုံးလို့ရတယ်ကျန်တဲ့ knowledge တွေလည်းသုံးရပါတယ် AFM လို့ဘာသာမျိုးတွေကလည်းသုံးရတာတွေရှိတယ်နော်ဒီ SPL လို့ဘာသာတွေကလည်း knowledge တွေသုံးရတာတွေရှိပါတယ်ဆိုတော့ဒါဒီပြောချင်တာက strategic professional မှာနောက်ဆုံးဖြည့်တဲ့ဘာသာတစ်ခုဖြစ်ပါတယ်ဒါဆို ACCA နဲ့ပတ်သက်လို့ပြန်ပြီးတော့ပြောပြရရင်ကျွန်တော်တို့ခုနက apply knowledge level မှာဒီ၃ခုရှိတယ်ဆိုတဲ့အဲမှာဒီ business and technology ရယ် management accounting ရယ် financial accounting ရယ်ဒီဘာသာတွေပြီးသွားတာနဲ့ foundation in ethics ဆိုတာလေးကို free ဖြည့်လို့ရပါတယ်ဆိုတော့အဲ့ဒါဖြည့်ပြီးသွားရင် ACCA ကပေးတဲ့ diploma in accounting and business ရပါတယ်ပြီးတော့ကမှာ part 2ဖြစ်တဲ့ apply skill တွေဖြစ်တဲ့ law PM TX FR FM AA ဒီဘာသာတွေဖြည့်ပြီးသွားလို့ရှိရင်လေ ethic and professional skill module EPS လို့ဆရာတို့အတူကောက်ခေါ်တယ်အဲ့ဒီ module ဖြည့်ပြီးသွားရင် ACCA ကပေးမယ် advanced diploma in accounting and business ရရှိမှာဖြစ်ပါတယ်အဲ့ဒီပြင် optional အနေနဲ့ကိုထပ်ယူလို့ရတာက Oxford Brook University ကပေးတဲ့BSc Honors in Applied Accounting ဆိုတာကိုလည်းစာတမ်းပြုစုပြီးတော့ဒါဆရာတို့နောက်ထပ် option နဲ့ထပ်မံရယူနိုင်ပါတယ်နောက်ဆုံး part 3လို့ခေါ်တဲ့ strategic professional level မှာတော့ပြီးသွားတဲ့အခါမှာ3 year relevant experience ယူပြီးသွားရင် ACCA ရဲ့ fully qualified member ဖြစ်တယ် plus အဲ့ဒီပြင် optional အနေနဲ့ University of London ကပေးတဲ့ master degree တခုကိုထပ်ပြီးယူလို့ရပါတယ်အဲ့ဒါကတော့ MSc in Professional Accountancy ဆိုတဲ့ဒီဘွဲတစ်ခုကို option နဲ့ထပ်ပြီးတော့ယူလို့ရပါတယ်ဆိုတော့ဒါက ACCA ဖြည့်ရင်းနဲ့ကိုရရှိမဲ့ qualification တွေကိုဒါမျှဝေ